ဘာပြောတာဒီဗျာဒီနေ့မွေးနေ့ပါကိုဟန်ကြ Happy birthday to DJ Happy birthday to you အားလုံးပဲမင်္ဂလာပါ TMI blog ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကသမီးကြီးရတီရဲ့9နှစ်ပြည့်မွေးနေ့ဆိုတော့ကျွန်တော်တို့မနက်စာကိုတပလန်မှာမနက်စာပို့ပေးသွားစားပြပါရခင်ဗျာဒါရင်းမလို့ ကလေးမရောက်9000ပါပြီအစားအသောက်လေးတွေကတော့တော်တော်စုံတာကိုကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာစီတမင်းတွေပဲရီဂျာတွေခောက်ဆွဲကြောဒင်းဆန်းအမျိုးစုံပေါ့နော်အများကြီးပဲခင်ဗျရှိတယ်ခင်ဗျအပြည့်စားရတာကတန်ပါတယ်ဗျာသူကမနက်6နာရီကနေပြီးတော့9နာရီမနက်9နာရီထိဆိုတော့ဟိုအချိန်လေးရတယ်ပေါ့နော်ကိုစိတ်ကြိုက်စားတောက်ပြီးတော့မှသွားရရှိအောင်သွားလို့ရပါတယ်ခင်ဗျာဒီရောโอเคဒီလေဖိတိုင်းညနေပါယူလာတော့ဟမ်ဒီရောအားတောင်းနေနော်သမီးငယ်ကြီးတို့ကြည့်သမီးကြီး Happy birthday မမကျေးဇူးပါကျေးဇူးတော်ပြီတော့မလားဥပန်ရောက်လာပဲဥပန်ဟုတ်တယ်နေလင်းနဲ့စကားများခါတာကိုကူနဲ့သူဝင်သွားတယ်ဘာလို့ပြောလဲဘာလို့အိတ်ထုတ်တယ်လို့ပြန်တက်ယူပါလေမင်းဘာတမန်ပွဲပဲဆိုတာစိုးရတဲ့ကတော့လည်းမရောအမဒီပါမမထားလို့လေ还给我送到那边嘛？ဘယ်တော့မှဒီမချုံနေပိုင်းစားလို့ရ好，送呗，刘三，不点呗，找哪一个？စိတ်ရမှာစားလို့ရတယ်ကမ်းတာလေပကံဟိုလေးကြီး啊，哪一个？看到你们。ဟိုဘူးအဲ့သူငါးပကံလေဟမ်သူငါးပကံလေငါးပကံမဟုတ်ဘူးငါသူ့မှာရောက်လာဒါများတဲ့မင်းနဲ့စားတာမဟုတ်လားငါဒါလေးပဲစားဒီပမုံးနဲ့ချွေချီလေးပဲစားဝယ်ပေးမယ်ကျွန်တော်တို့မနက်စာ breakfast စားပြီးသွားတဲ့အချိန်မှာတော့သမီးကြီးမွေးနေ့ဆိုတော့ဘုရားဖူးဖို့အတွက်ကဘာရေးဖရားကိုတွားပါမယ်ခင်ဗျာโอเคအဲ့ဒါဒီဘိုင်းအောင်谁我的？ရမမဒီ不是没有地位的。နာဟမ်းမေဟုတ်ဘူးမီးလို့ပြောတာမီးဦးနဲ့ချက်ကြီးညောင်းနေမှာဗောဆင်မလာမတော့င်းပေါ်မထိုင်လေမင်းညောင်းနေမှာဗောဖေးပေါ်မထိုင်မလားနာထိုင်ဒါအဲ့လိုသူချက်တော့ပုံနဲ့ထားတဲ့ပုံနဲ့ရမင်းအိုးခေါင်းဆောင်อ่ะပြီလားသူချက်တော့ထားပုံနဲ့သူကိုလည်းပြလို့ရအောင်လမ်းမှာဆွန့်ခံကြွနေတဲ့ပုံပုံတွေကိုတွေ့တော့ရက်ပြီးတော့အလူဒါနပြုလုပ်ခဲ့ပါတယ်ခင်ဗျာဘာပြောတာဒီဗျာဒီနေ့မွေးနေ့ပါကိုဟန်ကြ ဒီလေး9နှစ်ပြည့်မွေးနေ့ပါတော့ဟိုဆောက်ချောက်တယ်တော့ဒီကောင်းရတဲ့နာလေးဖြစ်ပါစေဒီနေ့စုနေပြပါစေလို့ပြောလေးလောက်ချင်းလောက်ချီတယ်ဒီကဒီမှာရရတယ်ပြောအဲ့ဟာပါ3000ပဲ4000ဆိုရင်4000ခွဲရပါပြီဆိုင်ရှင်ရပါပြောတယ်ဒီဟောပါပြောနေနေလားမရတဲ့3000ခွဲတည်းမစီပါတယ်ဘာမှလည်းမထူးပါဘူးလေဟုတ်တယ်အဲ့ဒါကမှနိုင်ခွာကြအပေါ်မှာရှိရပါဟုတ်တယ်ဒီနိုင်ကွက်ပုံမှာလေနိုင်ခွာဟိုးစီတကအဲ့ဒါကောင်းနေတဲ့တော်တော်အစ်စေ
အော်ဒီတနင်္ဂနွေနေ့ဆိုလူများလာဝိုင်းပြရတဲ့မှာတော့ဈေးဆိုင်လေးတော်များ 别搞我。弟妈， ဘာမင်းချိတ်တော့ပါမင်း 有。我有我在讲。 ဝင်နေဟာ 弟妈妈，弟妈妈。Oh my god！ လောအောင်လေ 喂喂， ကာယဦးမီးလာလာလာ 鸡巴 baby 有， လေဟုတ်တယ် 拿不来。 ကြောက်တယ်လို့ကြောက်တယ်လေအဲ ချက်ဝယ်ပါလားဟုတ်စာတင်ဒီအကြီးနဲ့ပါရှော့တယ် ဘယ်လောက်လဲ တောင်းလားတောင်းလေးတော့73နဲ့ပဲ15 ဘယ်လောက် 15အောင်73နဲ့500ဒါနဲ့ဆို73နဲ့ရ ချောတာလေးယူလေးညာလေး တခြားတော့ပြင်းပြင်းပါ ရေးတော့ကောင်းမှာဟာ ဟုတ်တယ်ဟုတ်တယ် baby 有鸡巴。 အမေအိမ်မှာခုလေးတီတီဝင်လာရုပ်တရုပ်ရှိရလေမဟုတ်ဘူးလား 啊，有的有个都没有太晚呗嘞。 ဟာအရုပ်တွေကဘယ်နှရုပ်တော်ကြီးမှာ 哎哎呀，有出来很多这样的。 ဒီဟိုပြင်နူးနေတာကြိုက်လို့ကြိုက်လို့ရောကွာ ငါခဏခဏရလာနေတယ် ဒီနေ့ထဲမှာလား ရဲကျွန်တော်ထည့်လိုက် ငယ်ရ ဆောင်း ပြန် နှစ်ချောင်း ကြောက်တယ်ရေးကြည့်ရောကြောက်တယ်နှစ်ချောင်းမှာ တောက်တယ်နှစ်ချောင်းပါ ကြောက်တယ်လေးရဘယ်လောက် 900နှစ်ချောင်း ဟာ 900စကား73 ချုံးမယ်နော် ဖြန့်ဘာနဲ့ဖြတ်လို့ရလဲအဝတ်နေနဲ့ဖြတ် ဒီလိုဆောင်းနဲ့လည်းရေးလို့ရမှာတော်တော်ဆရာစတိုင်ပေါ့စတိုင်လို့ပြီးတော့ အဲ့ဝဲချင်းနေရကြာအဲ့ဝဲချင်းနေရကြာ အိမ်မှာချက်နော်ဒိုးရီငယ်ငယ်တော့အရန်ထူ ဒီကောင်နဲ့တိုက်ပါလေရေနဲ့တိုက်ပါများလား ဒီနဲ့ချောလာအောင်ကာတိခါ ရေပါများလားဒီကြောက်သွားတယ်ပေါ့ငါ တိုင်းကတော့ဘာရေးပါ ဘာပြောမလဲတမီးဖျားဝင်ရောက်နေ พยาบอกมา ပြော พยาบอกมาที่นี่เราอาชีพ ဒီကဘာရေးစီတော်ကြီးကို1952ခုနှစ်မှာနိုင်ငံတော်ဝန်ကြီးချုပ်အောင်ဦးနုကကဘာကြီးတစ်ခုလုံးငြိမ်းချမ်းစီကိုရည်ရွယ်ပြီးတော့တည်ထားကိုးခဲ့တာပါခင်ဗျာကဘာရေးဆိုတဲ့နာမည်အတိုင်းပဲဖျားဝင်းနဲ့ခြေချလိုက်တာနဲ့စိတ်ထဲမှာတကယ်ကိုအေးချမ်းသွားတဲ့ခံစားချက်မျိုးခံစားရပါတယ်ခင်ဗျာဖျားရဲ့အနီးအနားမှာဆိုလို့ရှိရင်စရမအချိန်မြောက်တန်ခါယတနာတင်ခဲ့တဲ့မဟာပါတနလိုင်ကူတော်ကြီးကိုလည်းရှိနေလို့တခါတည်းဝင်ရောက်ပူမျော်လို့ရပါတယ်ခင်ဗျာကဘာရေးဖျားဟာအခြားဇီတူတွေလိုအောက်ခြေကနေအထက်ကိုပုံပိတ်တည်ထားတာမျိုးမဟုတ်ပဲပကံခေဂူပြားပြီးသူကလက်ရမျိုးဖြစ်ပါတယ်ခင်ဗျာဖျားအတွင်းထဲကိုဝင်လို့ရပြီးတော့အလေတက်တက်မှာရှိတဲ့မနိုင်ကြီးကိုပက်ပက်လေဝိုင်းထားတာဖြစ်ပါတယ်ခင်ဗျာဇီဒီတော်ရဲ့ညံတော်အမြင့်က112ပေရှိပြီးအောက်ခြေအချင်းကလည်း112ပေတူတူပဲဖြစ်ပါတယ်ခင်ဗျာအဲ့၄တောင်းကိုလည်းသောကြောင်တစ်နှစ်တောင်းမယ်အဲ့ဒါလည်းလုံးနေပါ ဝေးရှောင်းနိုင်လား သွားနေပါပြီ ဘယ်သွားတာတတိပဲသွားတာလဲ လန်ဒီဖျားမှာကဒီဖျားမှာက9စာကျွေးရတာလားမသိဘူး ကျွန်တော်တို့မဟာပါဒနာလှိုင်ကူတော်ကိုတွားတဲ့အချိန်မှာပိတ်ထားတဲ့အတွက်ကျွန်တော်တို့တွားခွင့်မကြုံလိုက်ပါဘူးခင်ဗျာ ပြောဖွင့်မယ် ဘာအခုမဖွင့်သေးဘူး သူကအလဲချောက်လိုက်ပါလားအလဲ ဘိုးမဆုံးချင်ရတယ်ရတယ် အဓိက training ဆင်းတာပဲ မနာဒီမှာလို့ဖို့ဖို့ကျနာ ဒီရမ်း
ပူပါတယ် နေပူရော နောက်တစ်ယောက်က မြင်မှအော် နေဖီးတော့ပါတော့ညမိုင်နဲ့လို့ရှုံ နေပူရော 丢了丢了 တမွေးလေးရှင်အဆင်ပြေလား ပါလေမှတ်တယ်ပြီးလို့ရှိရင်ပြောလိုက်တယ်တယောက်ကဘိုးပါလေတယောက်က သမီးငယ်မမကို happy birthday လုပ်လိုက်ပါဦး ဒုက္ခိတာလို့ပြောလိုက် ပြောလိုက်ပါ happy birthday မမလို့ Happy birthday မမဝေးတဲ့ ဘယ်သူမွေးနေလဲ မမဝေးတဲ့ မမမွေး ခုနကတော့မိုးသိမ်းပြီးတော့ ပြောရမယ် ရှင်းနေနဲ့ မိုးရွာလာတော့သမီးကမိုးရွာတော့ရေးရှိတာပေါ့ လုံချုံလေးတဲ့တင်းလာကိုပြော ပါလား ဖျားဒီဖျားမှာကတော့ဟိုမှာပန်းလေးရှိပါတယ်ပန်းလေးကတော့တော်တော်辣ပါတယ်အမီရောက်လေးလား အသေးအသေး ဖျားမှာကတည်းကတော်တော်စီပါတယ် တယ်ဒီလိုတော့ဆိုင်တော့ อืม မင်္ဂလာပြီ ဟယ်လို ဟယ်လို ဟယ်လိုရိုက်ချက်လေးရိုက်ပြီးလို့ရှိရင်ကျွန်တော်တို့သွားဖို့တော့ပြင်ဆင် နောက်တစ်ချက်ဆိုကြည့် အခုတော့စိုင်နေရတော့ မရောက်တာ ကျင်း မရဘူးဒီ ဒီဖျားကြီးမှာကြတော့ကဒီဈေးတိုင်းရအရန်စီက ဘာလို့လဲရှင် ဒီမင်းကြီး စီပြေတယ် အေးက ဟောရတော့ ပြောင်းရိုင်ခဏကြီးရတိတ်က ကျွန်တော်တို့လှိုင်ကူတော်တွေကိုဝင်လို့မရတဲ့အတွက်အပြင်ကနေကားနဲ့ပဲပတ်ကြည့်ခဲ့ပါတယ်ခင်ဗျာ မငယ်တော့ရဖို့မမီရခင် ညာဝဲထပ်ညာဝဲတဲ့တရားဝင် အခုကျောင်းကားက ကမလာလာလာလေးပေါ့ Very happy day ဟောတော်ကြောင်ဝိုင်း Happy birthday to you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  ဟုတ်တယ်သူ့ပါလားစပုံစပုံရကိုကပြည့်စီရပုံလေးရော အဲ့ခဏလေးပိန်နေစကြလို့ Birthday to you. Today is all for you. Blue sky, big cake, so much love. All your dreams come true. Blow the candles, make a wish. 1, 2, 3, let's go. You're the star that ဒီပါအောင်မင်းသား shines ဒီမ ever ပြောอ่ะဒါပြီးပြောอ่ะ Happy birthday to you. Happy ပြပြပြအားကြပါ တမီးလေးစား တပြုတ်ပြန်ပြန်လဲမယ်ဖေဖေပြန် ဘောဘောပြန်อ่ะ ပေါ့ပေါ့ပြန်ပြင်မမေ့ပြန်ပြင်မမေ့ပြန် စားတော့ညမမေဘောဘော မြို့ပြန်ပြင်တီတီကိုပြန် ရောင်းနေပြီလက်က ဟုတ်လားကဲဘိုင်ဘိုင်လို့လိုက်ပါဦးပြောပါဦးကြည့်ကြည့်ပြောဘယ်ဘာမှအော်မနေရဲ့ကျေးဇူးတင်ပါတယ်လို့ ကျေးဇူးတင်ပါတယ် အဆုံးထိကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက် ဒီကဟာဆုံးဖြတ်ပြီးလို့ကျေးဇူးတင်ပါတယ်ဒီက